လေတူတူတွေ့ပေတော့မခွေဘူးရီမင်းပြောသမျှယုံတဲ့စကားတွေပါရှောင်မိသူကိုအမတမင်းတကားလေးသားမအစာလေးကကျုံငါတပါလေးတွေမှာခဏလာနာတဲ့ငငယ်ရဲ့ယုံကြည်ချက်လမ်းတွေလေ